မောင်လေးအခုလိုဒီပလိုမာရတော့ဘယ်လိုခံစားရလဲပျော်ရွှင်တဲ့ခံစားချက်လေးမျှဝေပေးပါအောင်ဒီပလိုမာရတော့ကျွန်တော်တို့အရင်ပြောရှင်ရပါတယ်ပေါ့နော်ဒီဘယ်လိုပြောမှာအလုပ်ခွင်မှာလည်းအဆင်ပြေတဲ့အောင်လို့ပေါ့နော်ပြီးတော့ကျွန်တော်အဲ့လိုမျိုးဆိုတော့ဒီပလိုမာရအရင်ပြောပါဗျာဟုတ်အခုဟောနော်မောင်လေးကြောင်းတက်နေစဉ်အတွင်းမှာပေါ့နော်မောင်လေးရခဲ့တဲ့အတွေ့အကြုံလေးတစ်ခုကဘာမှန်းဖြစ်မလဲမောင်လေးကြောင်းတက်နေတဲ့အတွင်းမှာတော့ကျွန်တော်တွေ့ကြုံကတော့အများကြီးရခဲ့ပါတယ်ဗျဟိုဆရာဆရာမတွေနဲ့လည်းဒီဘယ်လိုပြောမှာဒီစာဘိုင်းမှာလည်းပေါ့နော်ဒီဆရာဆရာမရဲ့အသေးချာရှင်းပြရတဲ့အတွက်လည်းကျွန်တော်အရင်ပြောရတယ်ပေါ့နော်ပြီးတော့ဒီတွေ့ကြုံကတော့ဒီလူတွေနဲ့အများနဲ့အတိုင်းလုပ်ပြီးပေးရတဲ့ဟာတွေပေါ့ဆိုတော့ဒီလူမှုဆက်ဆံရေးလည်းပို့ပြီးတော့ကိုကောင်းလာစေပေါ့နော်ပြီးတော့ဒီ group project တို့ကတော့လုပ်ရရဲဆိုရင်လည်းကျွန်တော်တို့အတိုင်းလုပ်ရတဲ့အတွက်ကြောင့်မလို့ဒီတယောက်နဲ့တယောက်ခြားမှာအတိုင်းအဲ့လိုမျိုး relationship လေးဟိုကောင်းစေရပါဗျာအဲ့လိုမျိုးလေးဖြစ်စေရပါဟုတ်ဒီခုပေါ့နော်ဒီမောင်လေးကြောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေရောမောင်လေးနေနဲ့ဘာတွေများပြောချင်ပါလဲအတမ်းမှန်တက်ပါအတမ်းမှန်တက်ရင်တော့ assignment တွေကတော့လွယ်ကူနဲ့ဖြေဆုံးသွားနိုင်ပါတယ်လို့အဲအကြောင်းမလို့အတမ်းမှန်တက်ဖို့ပဲပြောချင်ပါတယ်အခုလက်ရှိရောမောင်လေးဘာတွေများလုပ်နေပြီလဲကျွန်တော်အခုလက်ရှိကရန်ကုန်မှာ PSB စက်တက်နေပါတယ်ဗျာဟုတ်ကျေးဇူးပါနော်ကဲပါကျေးဇူးပါမအဘအခုသမီးတို့ဒီမောင်လေးပေါ့နော်ဒီဘွဲကိုကြိုးကြိုးစားစားနဲ့ရရှိခဲ့တဲ့အတွက်အဘမိဘတယောက်အနေနဲ့ဘဘရဲ့ခံစားချက်လေးတွေကိုသမီးတို့မျှဝေပေးပါအောင်ရှင်အဘတို့ရဲ့ဟိုကအဓိကရည်ရွယ်ချက်ကပေါ့နော်သားသမီးကိုဥစ္စာမွေပေးတယ်ဆိုတာကုံသွားနိုင်တယ်ပညာမွေပေးတယ်ဆိုတာသူတို့တက်လောက်ကင်စားဖို့ရတော်တော်အဆင်ပြေသွားတာပေါ့သမီးရဲ့အဲ့တော့ဘာပြောအဘတို့အနေနဲ့မိဘဘော်တရားရှိတဲ့တဲဟာပေးဝေဟလာနှီးရင်နော်ရင်းနှီးခဲ့တယ်ဆိုပညာရေးနဲ့ပတ်သက်ပြီးသူ့အတွက်ရင်းနှီးခဲ့တာလေးတွေအောင်မြင်သွားပြီဘွဲတစ်ခုရသွားပြီဆိုတဲ့အတွက်အဘတို့ကတာဝန်တာတယ်ပေါ့နော်ပြီးတော့ဒီအကြောင်းမှာပေါ့ကြိုးကြိုးစားစားနဲ့သူတက်လာခဲ့တယ်နော်စီကံတရားနဲ့လည်းတက်လာခဲ့တယ်ဆိုတဲ့အတွက်အောင်မြင်သွားတယ်ဆိုတာအဘတို့အတွက်ဟာလာဖော်ပြလို့မရတဲ့ဒါဝန်တာမှုပါသမီးတို့နော်ဒီချင်းတွင် college ကိုလည်းအဘကျေးဇူးအထူးပဲတင်ပါတယ်နော်အဲ့ဒါလေးပြောပြရစီနော်ဟုတ်ကဲ့ပါဗာသမီးတို့ဒီကျောင်းမှာပေါ့နော်ကျောင်းစတက်ပြီဆိုကြတဲ့ကမောင်လေးတို့စပြီးတော့မှစီကန်းချက်တွေကအများကြီးပဲဗာအဲ့စီကန်းချက်တွေအများကြီးထဲမှာအဘပဲပေါ့နော်မောင်လေးအတွက်ဘယ်စီကန်းချက်မိဘရောကျောင်းသားရောအတွက်ဘယ်စီကန်းချက်လေးကပို့ပြီးတော့မှပို့နှစ်သက်လဲဆိုတာလေးသမီးတို့လည်းသိချင်လို့ပါရှင်ဗျအမှတ်များဝေပေးပါဟုတ်ကဲ့သမီးအမှန်တော့သမီးတို့ပေါ့ချင်းတွင် college ကထုတ်ထားတဲ့ကျောင်းသူတွေအတွက်လိုက်နာရမယ့်စီကန်းချက်တွေကသမီးတကယ်ဆိုလို့ရှိရင်ပေါ့ဘာလေးနဲ့ကျောင်းသူကျောင်းသားတိုင်းအတွက်လွယ်ကူကူနဲ့လိုက်နာနိုင်တဲ့စီကန်းချက်ကလေးတွေပဲဖြစ်တယ်အဲ့တော့ထုတ်သမျှစီကန်းချက်တွေအားလုံးကိုအဖားတော့သဘောကျတယ်နှစ်သက်တယ်နော်ဒါပေမဲ့အဓိကအပြင်ဘာကိုပို့ပြီးတော့သဘောကျသွားလဲဆိုတော့ကျောင်းရဲ့ compound အတွင်းမှာအရက်သေးစားတွေတောက်စားတာတို့ဟာလားနော်နောက်ပြီးတော့ဒီဆေးလိပ်တွေကိုနေမစားရတာတို့အဲ့လိုစီကန်းချက်လေးတွေအခြေခံစီကန်းချက်လေးထုတ်ထားတာလေးကိုတွေ့လိုက်တော့ကိုသားသမီးတွေရဲ့နောင်ရေးအတွက်ပေါ့နော်သမီးမွေးရစေဝါဆိုတာဆေးလိပ်ကစတာကိုသမီးအဲ့တော့ဘာပြောအဲ့လိုအခြေခံစီကန်းချက်ကလေးထုတ်ထားတာလေးကစအကုန်သဘောကျတယ်နော်ဒါပြင်ဒီကျောင်းသူကျောင်းသားတွေအတွက်သမီးတို့ထုတ်ပြန်ထားတဲ့စီကန်းချက်တွေမှန်သမျှကလည်းတကယ်တော့သူတို့ကောင်းကျိုးအတွက်ထုတ်ထားတဲ့စီကန်းချက်တွေပဲသူတို့လိုက်နာနိုင်တဲ့စီကန်းချက်ကလေးတွေဆိုတဲ့အတွက်အဘထူးတယ်လေနေနဲ့ဘယ်စီကန်းချက်ကြီးအပြင်ကောင်းတယ်ဘယ်စီကန်းချက်ကြီးအပြင်မကောင်းဘူးဆိုတာဝေဖန်စရာအကြောင်းမရှိပါသမီးရဲ့အားလုံးကောင်းတာဟုတ်သမီးနော်ဒါပေမဲ့အဓိကအခြေခံတွေကအဘကလည်းအဲ့ဒီကျောင်းနဲ့တီးတွေ့ပြီးတော့ကြိုပြုတ်သွားလာနေတဲ့လူဆိုတော့ပေါ့ထင်းရှားနဲ့ထင်သာမြင်သာရေးထားတဲ့နော်ဒီကျောင်းကွန်ပေါင်းအတွင်းမှာဆေးလိပ်တွေတို့အရက်တွေတို့နော်အဲ့ဒါတွေမတော့ရမစားရဆိုပြီးတော့အဓိကတားမြစ်ချက်ကလေးမြင်လဲရတော့တော်တော်လေးကိုသားသမီးတွေအဘစိတ်ချသွားတာပေါ့နော်သမီးဟာမောင်လေးဝါသနာပါတဲ့ဘာသာရက်ကိုပေါ့နော်အခုလိုထူးထူးချွန်ဖြစ်အောင်ဘာလို့အနေနဲ့ဘယ်လိုမျိုးတွေများပံ့ပိုးပေးခဲ့လဲဘယ်လိုတွေဆက်ပို့ပေးခဲ့လဲရှင်သမီးတို့နည်းနည်းလောက်ပြပြပေးပါအောင်ပါအဓိကတော့သမီးရဲ့ဟိုပေါ့နော်ဟိုကာယကံရှင်ရဲ့ကြိုးစားမှုဒါအဓိကပေါ့နော်အဘတို့ကနေဘေးကနေမှသူ့ရဲ့လိုအပ်တာလေးတွေကိုပံ့ပိုးပေးရုံလောက်ပဲရှိတယ်ပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်ဒီ college မှာသူတက်ပြီးတော့ပေါ့နော်ဒီဘွယ်ကြီးတစ်ခုရသွားတယ်ဆိုတဲ့ဒီထူးထူးကဲကဲအဘတို့အနေနဲ့ပေါ့နော်များစားစားကြီးပံ့ပိုးပေးစရာမလိုဘူးသူကတော့သူအေးဆေးဆေးလေးနဲ့သူ့ဟာသူပဲဖြတ်တန်းသွားရင်းနဲ့ပဲဘွယ်လေးတစ်ခုရသွားတယ်အဲ့အတွက်အဘတို့အနေနဲ့မပင်မမအောင်သမီးနော်တိတ်လေကြီးမားမားကြီးတွေဟာဟိုငါတို့တို့အခက်အခဲဖြေလောက်အောင်ဘာတွေပံ့ပိုးပေးလဲရတယ်ဘာတွေကုံဆုံးသွားတယ်ဒါတွေမရှိဘူးသမီး
နော်အေးစီစီတက်တာနဲ့သူကသူပြီးတော့ဒီပွဲလေးတစ်ခုရသွားတယ်နော်အဲ့ဒီတော့အဘအနေနဲ့အများကြီးဝန်တာပါတယ်အများကြီးပံ့ပိုးပေးစရာသူတို့မလိုပါဘူးတမီနော်ဟုတ် နောက်ဆုံးမိကုန်းလေးအနေနဲ့ပေါ့နော်အဖမောင်လေးကိုတမလို့ဒီခုလိုကျောင်းမှာထားခဲ့ရတဲ့အတွက်လေတခြားမိဘတွေကရောဒီကျောင်းမှာထားမယ်ခုလက်ရှိတက်နေတဲ့မိဘတွေပေါ့နော်အဖအခုလက်ရှိတက်နေတဲ့ကျောင်းသားမိဘတွေရဲ့နောက်တက်မဲ့ကျောင်းသားမိဘတွေရောအဖမိဘတယောက်အနေနဲ့ဗားများမျှဝေပေးခြင်းလည်းမသိဘူးရှင်အဖ အဘကတော့သမီးပေါ့နိုင်ငံတကာအဆင့်မီဘွေတစ်ခုရဖို့ပေါ့နော်ပြည်တွင်းမှာပဲဟာလာကိုသားသမီးတွေကိုရင်အောင်မကွာကိုယ့်ရဲ့မျက်စိအောက်ကအပြောင်းမခံရမဲနဲ့ကိုယ့်ရဲ့ဆူဆုံးမမှုဟာလာဆရာသမားများရဲ့ဆူဆုံးမမှုများရဲ့အောက်ကနေမှဒီဘွေတစ်ခုရလာတဲ့အတွက်နော်တခြားကျောင်းသားမျိုးပါများအားလုံးကိုလည်းအဘဘာပြောချင်လဲဆိုတော့ဒီလိုပေါ့နော်နိုင်ငံတကာအဆင့်မီတဲ့အသက်မွေးဝမ်းကြောင်းဘွဲတစ်ခုရဖို့ဆိုတာနိုင်ငံခြားသွားပြီးတော့အချိန်ကုန်လူပန်းငွေကုန်ပြီးတော့သွားပြီးတော့တက်စရာမလိုပါဘူးဒီပြည်တွင်းမှာပါပဲเนาะတက်သားလေးနဲ့ဟာလာအစားသားရာကျောင်းသားတွေကိုကိုယ့်ရဲ့မျက်စိအောက်ကနေဆူဆုံးမမှုတွေအောင်မှာခံယူရင်းနဲ့နိုင်ငံခြားဘွဲတစ်ခုတက်သွားတယ်ဆိုတာဒီသားသမီးအတွက်နောင်ရေးကိုစိတ်အေးရပါတယ်အဲဒါကြောင့်မို့တခြားပေါ့နော်ကျောင်းသူကျောင်းသားရဲ့မိဘတွေကိုအဘပြောချင်တာကတော့ဒီလိုအခါခွင့်တင်တော့เนาะဒီလိုကျောင်းမျိုးဒီလို college မျိုးကိုဟာလာတက်တင်ပါတယ်လို့အကြံပေးတိုက်တွန်းလိုပါတယ်เนาะကိုသားသမီးလည်းရင်အောင်မကွာဆောင်ရှောက်ရင်းเนาะကိုသားသမီးအတွက်လည်းကုန်ပေါ့နော်ငွေကုန်ကြေးကြအများကြီးဟာလာကုန်ကြစရာမလိုဘဲနဲ့အဆင့်မီပါတဲ့ကြီးတင်ရဖို့ဆိုတာအလွန်ခဲရင်ပါတယ်เนาะနောက်ပြီးတော့ဒီကျောင်းဟာတကယ်လေးတက်အောင်တင်ပါတယ်เนาะတကယ်လေးတော်အောင်တင်ပါတယ်တကယ်လေးတက်ကြပါတယ်အဲ့ဒီတွေ့အဘကတော့အားရပါတယ်အဲကြောင့်ကျောင်းသူကျောင်းသားမိဘများကိုပြောကြားချင်တာတော့ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့ကျောင်းမျိုးကိုကိုယ့်ရဲ့သားသမီးဘဝနောင်ရေးကောင်းစားရေးအတွက်เนาะအနန္တနိုင်ပါတယ်တက်ရောက်နိုင်ပါတယ်တက်ကြပါအနန္တကြပါလို့အဘအနေနဲ့တိုက်တွန်းပါတယ်เนาะသမီးဟာတို့မိကုန်းလေးတွေကိုခုလိုစိတ်ရှိလက်ရှိဖြစ်ဖြစ်အဘကိုလည်းတမလို့ကျေးဇူးများချင်ပါတယ်ချင်း college မိသားစုကနေပြီးတော့ပါကဲ့ဟုတ်